ဟုတ်ကဲ့ကျွန်တော်ကတော့ကိုအောင်ဆန်းဖို့ပါကြောက်ကအစာထိုးတဒန်း73နှစ်နဲ့3လရှိပါပြီခင်ဗျကြောက်ကပြတ်သွားတဲ့အချိန်ကတော့အသက်28နှစ်အရွယ်ပေါ့28နှစ်ကိုမှကျွန်တော်ဆက်ဆချင်းကြောက်ကဘယ်ကစပြက်လဲဆိုတော့ဟောပေါ့သွေးပေါင်ချိန်ဒီအဆမတန်တက်တာပေါ့180 100ပေါ့အဲ့မှာတိုက်တဲ့အခါကျတော့ရိုးဆေးကမ်းမှာသွားပြရတယ်ရိုးဆေးကမ်းမှာသွားပြတော့အဲ့ဆရာဝန်ကပဲသွေးပေါင်ချိန်ဒီအရင်မြင့်နေတယ်ဒီပုံစံဆိုရင်တော့ကြောက်ကအထူးကုသမားတော်နဲ့ပြဖို့တင့်တယ်ဆိုတော့ကြောက်ကသမားတော်နဲ့ပြတဲ့အခါလိုအပ်တာစစ်ဆေးရင်နဲ့အဲ့မှာ creatinine တွေပါတယ်စစ်တယ်ကြောက်ကကို ultrasound တွေပါတယ်ရိုက်တော့ကြောက်ကနှစ်ဖက်လုံးကကျုံပါတယ်နောက်တစ်ခါဒီစီးစိတ်တွေပါတယ်ပေါ့ creatinine တွေပါတယ်စစ်တဲ့အခါအဲ့ချိန်မှာတော့ creatinine က400ကျော်500ပေါ့400ကျော်500ဖြစ်နေ400ကျော်500ဖြစ်နေတော့အဲ့လိုနဲ့ကြောက်ကဆေးမလားဆိုတော့ကြောက်ကမဆေးသေးပဲနဲ့ကျွန်တော်တို့တစ်လလောက်တော့စောင့်ကြည့်သေးတယ်အတွေ့ရတိုးတဲ့ဆေးတွေတော့တစ်လကို4ချိန်လောက်ထိုးတယ်4ချိန်လောက်ထိုးပြီးတော့စောင့်ကြည့်ရင်နဲ့ creatinine ကဒီစီးစိတ်တွေကထိန်းလို့မရတော့ပိုများလာတာပေါ့ပိုများလာဆိုတော့600ကျော်လောက်ထိတက်လာတဲ့အချိန်မှာပါဒီကြောက်ကစာစီးဖြစ်တယ်ကြောက်ကစာစီးဖြစ်တာတော့ပြည့်တဲ့တစ်နှစ်ကျော်လောက်ပေါ့အချိန်ကတော့100ကျော်လောက်ထိစီးဖြစ်ပါကြောက်ကအချိန်100ကျော်လောက်ထိဆေးပြီးတော့လူကနည်းနည်းဝိဖြစ်လာတာပေါ့ကြောက်ကဆေးရင်လည်းတိတ်ဓာတ်မခံနိုင်တော့ဟီမိုဂလိုဘင်ကလည်းအရင်တိတ်တက်မလာတော့ဒီပုံစံဆိုရင်တော့အဆင်မပြေဘူးကြောက်ကအစားထိုးနိုင်သလားပေါ့ဒီမြန်မာပြည်ဆရာကအစားထိုးနိုင်နေဆိုလို့ရှိရင်တော့အစားထိုးတဲ့နေဆိုကျွန်တော်တို့မြန်မာပြည်မှာအစားထိုးဖို့စောင့်ပါသေးတယ်မြန်မာပြည်မှာအစားထိုးဖို့စောင့်တော့အဲ့ချိန်မှာကကျွန်တော်တို့ကဥလိုကိုလိုအစားထိုးမဲ့သူတွေကတန်းစီနေတဲ့အခါကျတော့ကို့အလှည့်မကြနိုင်တော့မဖြစ်ဘူးဒီပုံစံဆိုရင်တော့ဆိုပြီးကျွန်တော်တို့အဲ့လိုပေါ့ agency တွေ agent တွေရှာပြီးတော့အဲ့လိုအိန္ဒိယနိုင်ငံအပိုလိုဆေးရုံဒီလိုမျိုးမှာရှိတဲ့အပိုလိုဆေးရုံကြောက်ကအစားထိုးဖို့ရှေ့လန်းစားခဲ့တာပေါ့2012မတ်လ3ရက်နေ့မှာကြောက်ကအစားထိုးတာဒီနေ့ဆိုလို့ရှိရင်တော့ကြောက်ကအစားထိုးတာ73နှစ်နဲ့3လကျော်14နှစ်ထဲရောက်နေပါပြီအခုချိန်ကြီးတော့ကျန်းမာရှိနေတယ်ကျွန်တော်အတက်နိုင်ဆုံးကိုဘကိုဒီကြောက်ကအစားထိုးပြီးတဲ့နောက်ပိုင်းမှာဒီကြောက်ကအထူးကုသမားတော်နဲ့တွေးစစ်ဆရာရှိရတယ်ပုံမှန်စစ်တယ်ပြန်ပြီးတော့ follow up ပြဆရာရှိရတယ်ပြရတယ်အထူးသဖြင့်ကိုကlifestyle ပေါ့အစားတောက်နေထိုင်တာတွေလည်းဂရုစိုက်တယ်ပေါ့နော်အထူးအားဖြင့်အပြင်အစားအစာတွေမစားဘူးပြင်ပအစားအစာမျိုးကိုယ့်အကိုပဲအိမ်ကကိုယ်တိုင်လုပ်ထားတဲ့အစားအစာတွေတန့်ရှင်းတဲ့အစားအသောက်တွေစားတယ်အဲ့လိုပေါ့ကိုယ့်အကိုဂရုစိုက်ပြီးနေထိုင်တယ်ပေါ့ဆိုးရွားဖြစ်ပြီးကြောက်ကအစားထိုးပြီးတစ်နှစ်လောက်နေတော့ကျွန်တော်သွေးပြူလေးနည်းနည်းများတယ်သွေးပြူနည်းနည်းများတာတော့ဆရာဝန်တွေဒီမြန်မာပြည်ရဲ့ဆရာဝန်တွေပဲပြန်ပြီးတော့ဆေးညှိတာတွေညှိဆရာရှိတာတွေညှိတယ်သွေးစစ်ဆရာရှိတာတွေစစ်တယ်ပေါ့အဲ့ခိုင်ကဂျာမာတော့အဲ့လိုဆရာဝန်တွေရဲ့ treatment ပေးပြီးတော့ဆေးရုံ2ပတ်လောက်တက်ပြီးတော့ပြန်ကောင်းလာပါတယ်ပြန်ကောင်းလာတယ်တိတ်ဆိုးရွားတော့ဖြစ်မသွားဘူးဒီကြားထဲမှာတော့ရန်ဖန်ရန်ခါအဲ့လိုပေါ့နော်ရာသီတုပ်ကွေးလေးပါလေးရာသီအကူပြောင်းပေါ့ရာသီဥတုအကူပြောင်းလေးမှာဖျားခြင်းနဲ့ချောင်းဆိုးခြင်းနဲ့နှာစီးတာပါညာရှိတယ်အဲ့တော့ကြောက်ကသမားတော့ကိုယ်သဘောနဲ့ကိုမဟုတ်ဘဲနဲ့ဒီကြောက်ကသမားတော့ပေါ့ကြောက်ကသမားတော့ရဲ့လမ်းညွှန်မှုနဲ့လိုအပ်တဲ့ပိုးသက်ဆေးတွေတောက်ဆရာရှိရင်တောက်တယ်ဒီလိုအပ်တဲ့ဆေးဝါးတွေတောက်ဆရာရှိရင်တောက်တယ်ပေါ့အလုံးကြောက်ကအစားထိုးပြီးတာနောက်ပိုင်းမှာကျွန်တော်ဘယ်လိုနေထိုင်လဲဆိုရင်အထူးအပြည့်ခုနပြောသလိုပြင်ပအစားအစာတွေမစားဘူးပြီးတော့လည်းပဲကျွန်တော်မြန်မာတိုင်းရင်းဆေးပေါ့အထူးသဖြင့်ကျွန်တော်ကြောက်ကအစားထိုးထားတဲ့လူတွေကမြန်မာတိုင်းရင်းဆေးကိုလုံးဝတောက်လို့မရပါဘူးအဲ့ဒါတော့ကျွန်တော်အထူးပြောလိုပါတယ်ပေါ့နော်ဘာလို့မြန်မာတိုင်းရင်းဆေးကတောက်လို့ရှိရင်ကျွန်တော်တို့ကဒီကြောက်ကမြန်ပျက်စီးလွယ်တယ်မြန်ပျက်စီးလွယ်တယ်နောက်တစ်ခုကပိုးသက်ဆေးတွေဆိုလဲကိုယ်သဘောနဲ့ကိုပေါ့ဥပမာဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့တောက်တာမျိုးတို့အဲ့လိုမျိုးမလုပ်ပါဘူးကျွန်တော်တခုခုဖြစ်တယ်ဥပမာဖျားတာနာတာချောင်းဆိုးတာမှအစားဆရာဝန်သက်ဆိုင်ရာကြောက်ကအထူးကုသမားတော်တွေရဲ့လမ်းညွှန်မှုနဲ့ကြမှာပဲတောက်ပါတယ်အဲ့လိုမျိုးပေါ့နောက်တစ်ခုကကြတော့အထူးအပြင်ဒီလူထူတတ်တဲ့နေရာတွေပေါ့အများသောအားဖြင့်ရုပ်ရှင်ရုံတို့လူထူတတ်တဲ့နေရာတွေကျွန်တော်မသွားပါဘူးအတက်နိုင်ဆုံးရှောင်လို့ရတဲ့နေရာဆိုရင်ရှောင်ပါတယ်ဒီလိုပေါ့ကျွန်တော်တဲ့အခါတော့ကျွန်တော်တို့ကအညာဒေတာပေါ့နေဦးပြန်သွားတဲ့အချိန်မှာကြောက်ကအထူးကုသမားတော်တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကဒီမြန်မာပြည်ကကိုပုံမှန် follow up ပြနေတဲ့
ကျောက်ကထူးထူးသမားတော်တွေဖုန်းနံပါတ်တော့ယူထားရပါတယ်အရေးပေါ်အခြေအနေမျိုးကြုံလာတဲ့အခါကျရင်ကျွန်တော်အဲ့ချိန်မှာနည်းနည်းအစားမှားသွားတယ်မတန့်တဲ့ဟင်းပေါ့နော်ဘယ်လိုမျိုးပဲဟင်းလိုဟာမျိုးစားမိလိုက်တဲ့အခါကျတော့ကျွန်တော်အဲ့မှာဝမ်းပြက်တယ်ဝမ်းမရက်ဘူးဒီတိုင်းကိုယ်သဘောနဲ့ကိုဆေးတောက်လို့မရတော့ကျွန်တော်ဒီဆရာဝန်ကြီးကိုလှန်ဖုံးဆက်ရတယ်ပေါ့အနေကနေဆက်တော့ဆရာဝန်ကြီးကအဲ့ဒီမှာဘာဆေးတွေလွယ်လဲအိုက်ဆေးတွေလွယ်ဒီဆေးတွေလောက်ပါဝမ်းပြက်နေတဲ့အတွက်ကြောင့်ဒီဝမ်းရက်အောင်လောလောဆယ်တော့ဓာတ်စားရည်တောက်ပါနောက်တစ်ခုကဒီအဲ့မှာဒီ plane တွေပါတယ်ပေါ့ drug တွေပါတယ်ချိတ်ဖို့လိုအပ်တယ်ဆိုလို့ရှိရင်အဲ့ရက်ကဆရာဝန်မလေးကိုသူနာပြုကိုဘယ်လိုဆေးအရေးမျိုးကိုသွင်းသင့်ပါတယ်ပေါ့သူကနေဟိုကနေဖုန်းနဲ့တဆင်ကျွန်တော်အဲ့လိုညွှန်ကြားပေးပါတယ်အဲ့လိုညွှန်ကြားပေးတော့အဆင်ပြေသွားတယ်ပေါ့ပြန်ကောင်းလာတယ်ပေါ့ကျွန်တော်ကတော့အခုလက်ရှိအနေထားတော့6လတစ်ကြိမ်ပါပဲအခုဒီတစ်ခေါက်ဆိုလို့ရှိရင်နည်းနည်းတော့ကြာသွားတယ်ဒီတဘာဝဘေးနဲ့လည်းကျွန်တော်ရင်ဆိုင်လိုက်ရတယ်ပေါ့နော်ငလင်နဲ့လည်းနေပြီးတော့မှနေတာဆိုတော့လေအဲ့တော့နည်းနည်းဆရာဝန်နေနဲ့အလှမ်းဝေးသွားတော့တစ်နှစ်ကျော်လောက်တော့ကြာသွားတယ်စီးစစ်ဖို့သွေးစစ်ဖို့ပေါ့ဒါပေမဲ့လို့အခုတော့အဖြေတွေကဒီနေ့ချိန်ထိရလက်တွေကကောင်းနေစေပဲလက်ရှိပေါ့အပိုလိုဆေးရုံကြီးကလာကြည့်တယ်ဆရာကြီးတွေကတော့ဒီ very good ပါတဲ့ကောင်းပါတယ်တဲ့ဟုတ်ကဲ့ကြောက်ကအစားထိုးတဲ့လူနာတွေကိုအထူးမှာချင်တာတော့ခုနနံပါတ်1ကတော့ကိုယ်သဘောနဲ့ကိုဟိုပုံမှန်ဆေးတောက်ဖို့ပေါ့မဖြစ်မနေနံပါတ်1ကတော့ဒီကြောက်ကဆရာဝန်တွေပေးထားတဲ့ကျွန်တော်တို့ဒီ immune ချထားတဲ့ဆေးတွေမဖြစ်မနေတောက်ရမယ်ဒီဆေးတွေကိုတော့သူကျွန်တော်ဆိုရင်မနေ့9နာရီည9နာရီတောက်ရင်ပုံမှန်တောက်ကိုတောက်ရပါတယ်မလွတ်အောင်တောက်ရပါတယ်အထူးဂရုစိုက်ရပါတယ်ကျွန်တော်ဥပမာမယ်အိုက်ဆေးတောက်ဖို့ဆိုရင်ခကြီးသွားစရာရှိတယ်ကျွန်တော်ရေဘူးနဲ့ဆေးကိုသွားလိရမှာဆောင်းထားပါတယ်သွားလို့ကားပေါ်မှာရောက်နေလဲကားပေါ်မှာ9နာရီမှာတောက်ပါတယ်လုပ်ငန်းခွင်မှာရောက်နေလဲလုပ်ငန်းခွင်မှာ9နာရီအဲ့လိုအတိအကျတောက်ပါတယ်ညအိပ်ခါနီးကိုလည်းပဲဒီဆေးမတောက်မချင်းကို့မှာတာဝန်တရက်လို့ဖြစ်နေတော့ဂရုစိုက်ပြီးတောက်ပါတယ်အဲ့ဒါနံပါတ်1ပေါ့နော်နံပါတ်2ကတော့ခုနပြောတဲ့အစားအသောက်စားတော့ဆိုတာခုနပြောတယ်မတန်ရှင်းတဲ့အစားအစာတွေကျွန်တော်တို့ကြောက်ကသမားတွေကအထူးဂရုစိုက်ရပါတယ်အမှန်မလို့အဖက်နဲ့ဝမ်းပြတ်တာတို့ဝမ်းလျှောတာဖြစ်မှာဆိုလို့အထူးသဖြင့်အပြင်စားမစားပဲကိုယ်အိမ်မှာကိုလုပ်တဲ့ဟာကိုတန်တန်ရှင်းရှင်းအဲ့လိုမျိုးချက်ပြုတ်စားတော့တာပေါ့အဲ့လိုမျိုးနေပါတယ်အထူးသဖြင့်နောက်တစ်ခုကအေးမမီအောင်နောက်လူထူတတ်တဲ့နေရာတွေကိုမလိုအပ်ရင်တော့မသွားတာအကောင်းဆုံးပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်နေထိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဆိုရင်အခုကြောက်ကအစားထိုးတဲ့လူတွေမှာအလွယ်တကူဖျားတတ်တယ်အင်မြူချတဲ့ဆေးတွေတောက်နေရလို့ဖျားတတ်တဲ့ကြောင့်ကျွန်တော်ဒီကြောက်ကဆရာဝန်ကြီးတွေလမ်းညွှန်ထားတဲ့အတိုင်းယာတိတုပ်ကွေးကာကွယ်ဆေးကိုတော့ဒီကြောက်ကအစားထိုးတဲ့လူနာတိုင်းနှစ်တိုင်းထိုးသင့်တယ်ပေါ့လစဉ်ဒီဧပြီလမေလဆိုလို့ရှိရင်မိုးဥကြကာလတွေမှာဆိုရင်မေလလောက်ဆိုရင်ကိုပဲဒီယာတိတုပ်ကွေးကာကွယ်ဆေးထိုးသင့်ပါတယ်ကျွန်တော်အဲ့ဒါလည်းနှစ်စဉ်နဲ့တိုင်းကာကွယ်ဆေးထိုးပါတယ်ပြီးတဲ့တနည်းနောက်ပိုင်းမှာကျွန်တော်လှုပ်ရှားမှုအရင်များပါတယ်လူကလည်းပင်ပန်းသွားတယ်အေးရေးပြတ်သွားတာတွေလည်းရှိတယ်ပေါ့အဲ့ရက်ဒီမှာအဲ့တော့ပင်ပန်းတဲ့ဒဏ်ကိုလည်းမခံနိုင်တာလည်းတစ်ချက်ပေါ့နောက်တစ်ခုကအဲ့ချိန်မှာကျွန်တော်ဒီဆေးတွေကိုတော့ဆရာကြီးတွေပြန်လျှော့တာတင်းတာတော့လုပ်လိုက်တယ်ကျွန်တော်တောက်ထားတဲ့ဆေးတွေဆိုရင်ဒီဆေးကိုတစ်ပတ်လောက်ရက်ကြည့်မယ်သွေးပြူပြန်စစ်ကြည့်မယ်ကောင်းလာမယ်ဆိုအဲ့လိုမျိုးပေါ့ဆရာကြီးတွေနဲ့ဆေးညှိလိုက်တာတိတ်တော့ဟိုပေါ့အရန်ဆိုးဆိုးရွားတော့ဖြစ်မသွားဘူးဆေးရုံတော့တက်တယ်ဟိုအသက်အန္တရာယ်ထိခိုက်လောက်တဲ့အထိတော့ဖြစ်မသွား